ဘာပစ္စည်းလေးများလို့လဲရှင် ခဏကရအပူပစ္စည်းလေးလို့ကျွန်တော် ပါပါဦးရှင်အခုခဏလေးထိုင်ပါအောင်ရှင်ခြံနာကအပူပစ္စည်းလေးလိုချင်လို့တယ်ကို ဟုတ်ကဲ့ကိုမင်္ဂလာပါခင်ဗျဘယ်ကားလေးအပူပစ္စည်းလို့ရှိမှလဲခင်ဗျ အေးကြီးလေးကချန်နာတူတော့ရေချုံလက်မပင်ညာရေပလက်ကွာရေကလပ်ပြားရေ ဟုတ်ကဲ့ ပြီးပလက်ဖင်ကောင်းလေးကိုတင်ကြည့်လေး ဟုတ်ကဲ့အခုအဲ့ဆိုကျွန်တော်ပစ္စည်းရှိမရှိနဲ့ဇင်းလုံးလေးချက်လေးပြန်ပြောပြပါမယ်နော်ကိုနော်ဟုတ်ကဲ့ခင်ဗျကျေးဇူးပါဟုတ်ကဲ့ကိုအကိုလိုချင်တဲ့ပစ္စည်းအကုန်ရတယ်ခင်ဗျ အေးကြီးလေးကဈေးနှုန်းလေး discount ပြောပြနော် ဟုတ်ကဲ့အခုကျွန်တော်ချက်လေးပြောပြမယ်ကိုနော်အဲ့ဆိုကိုကလပ်ပြဇင်းလုံးလေးပြောပြမယ်နော်ကလပ်ပြဇင်းလုံးလေးကကို82,400ပါခင်ဗျကလပ်ဖင်ကဝင်ဇင်းလုံးလေးကတော့1,23,600ပါခင်ဗျဟုတ်ကဲ့ချုပ်တန်းလက်မောင်းပင်ညာကြကိုချုပ်တန်းလက်မောင်းညာကြတော့ကို3,250ပါခင်ဗျဘယ်ရလေးတူတူပဲခင်ဗျ3,250ပါပဲခင်ဗျဟုတ်ကဲ့မီးပလက်ကွိုင်လေးကတော့ကို9,900ပါခင်ဗျဟုတ်ကဲ့ ဟုတ်ကဲ့ဒီလေးအဲ့ဒီပစ္စည်းလေးထည့်ပေးမယ် ဟုတ်ကဲ့ခင်ဗျအဲ့ဆိုကျွန်တော်ပေါင်ချာလေးဖွင့်လိုက်မယ်နော်ကိုနော် အေးဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုကျွန်တော်ပစ္စည်းတစ်ချက်စစ်ပေးမယ်နော်ကိုနော်ဟုတ်ကဲ့ဒီမှာတော့ clap finger ပါခင်ဗျဒီမှာတော့ clap ပြပါနော်ကိုနော်ဒီမှာတော့ mi black coin ပါဒီမှာတော့ကျွန်တော်လက်မပညာလေးပါကိုနော်ဟုတ်ကဲ့ total မှာတော့ကို3,600ကျပါတယ်ခင်ဗျဟုတ်ကျေးဇူးပါဟုတ်ကဲ့အဲ့ဆိုငွေလေးနဲ့ရှင်းပြသွားဆိုတော့ကိုဒါဘောင်ချလေးပါကိုနော်ဟုတ်ကဲ့ဒီကောင်လေးကတော့ကိုလုံခြုံရေးကိုပေးဖို့တဲ့ gate bag လေးပါခင်ဗျနော်ဟုတ်ကျေးဇူးများတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုအဲ့ဆိုကိုလူချင်းပစ္စည်းလေးစုံပြီးကျွန်တော်တို့တစ်ချက်လေးကားပေါ်လိုက်ဖို့ပြန်တော့ကိုနော်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့အခုလိုပြပြစုံမှုဆောင်မှုတွေကြောင့်ကျွန်တော်မြန်မာထူးဆန်ကုမ္ပဏီမှတင်သွင်းရောင်းချသောကားပူပစ္စည်းများကိုယုံကြည်စိတ်ချစွာမှာယူလို့ရပါတယ်ခင်ဗျဟုတ်ကဲ့အပူပစ္စည်းလေးကိုမှာယူချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့မြန်မာထူးဆန်ပစ္စည်းဌာနကိုသာထပ်လို့လိုက်တော့နော်